အားလုံးပဲမင်္ဂလာပါဗီဇာစပေါ့ channel မှပြန်လဲကြိုဆိုလိုက်ပါတယ်တောက်ကြညအတွက်အထူးငါးပွဲရွေးချယ်မှုနဲ့စပယ်ရှယ်မောင်းရွေးချယ်မှုကိုတင်ဆက်ပေးလိုက်ရပါတယ်ပထမဆုံးအနေနဲ့3 star ပွဲစဉ်တစ်ပွဲဖြစ်ဩစတြီးယားလိတ်က ASK ဘွိုင်ဘတ်ကိုရွေးချယ်ထားပါတယ်သူကတော့နံနက်တနာရီမှာကန်မှာပါဒုတိယမြောက်3 star ပွဲစဉ်အဖြစ်အိုင်ယာလန်လိတ်မှမနက်တနာရီ15မှာကန်မဲ့ရှာမယော့ယိုဘာဘော်ဒီနဲ့ဖြတ်တန်းကျင်ပါတယ်တတိယမြောက်3 star အနေနဲ့ကတော့ည7တခွဲမှာကန်မဲ့တူလကီစူပါလစ်ကဖိနာဘာချီလေးကိုရွေးချယ်ပေးထားပါတယ်လေးပွဲမြောက်3 star အနေနဲ့နံနက်တနာရီခွဲမှာကန်မဲ့လက်ပါမတ်ပွဲကို6ဘော်လေးရွေးချယ်ပေးထားပါတယ်ဆက်လက်ပြီး9ပွဲမြောက်3 star လေးကတော့နံနက်တနာရီမှာကန်မဲ့ဂျာမန်ဘွန်ဒက်လီဂါမှဝူဘတ်6ဘော်လေးကိုရွေးချယ်ပါတယ်ဆက်လက်ပြီးယနေ့အတွက်အကြိုက်ဆုံး5 star အထူးပွဲအနေနဲ့ AC မီလန်ဘော်ဒီလေးကိုရွေးချယ်ထားပါတယ်စပယ်ရှယ်မောင်းအနေနဲ့ကတော့ AC မီလန်ဘော်ဒီရှာမယော့ယိုပါလက်ပါမတ်6ဘော်ဖိနာဘာချီဘော်ဒီနောက်ရက်တွေမှာလဲနေ့စဉ်အခုလိုပွဲရေးချယ်ပေးသွားမှာမို့စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်